အားလုံးပဲမင်္ဂလာပါဇင်တို့ရဲ့ beginner level ပေါ့နော် day 5 video lesson ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီ video မှာဆိုလို့ရှိရင်ပေါ့နော်မိသားစုနဲ့ပတ်သက်ပြီးတော့လေ့လာရမယ့်စကားလုံးလေးအချို့ကို sharing လုပ်ပေးကြပါတယ်ဆိုတော့ဇင်တို့ကဒီမှာပေါ့နော် topic လေးကို a family လို့ sharing လုပ်ထားမယ်ပေါ့နော် you can share my screen okay the first one ပထမဆုံးအနေနဲ့ဇင်တို့တူတူလေ့လာကြမယ်နော် what's a family Do you live in a nuclear family or an extended family? How many people are there in your family? Who are they? What do your parents do? How many brothers and sisters do you have? And what do they do? Okay. ဆိုတော့ဇင်တို့ကဒီမှာပေါ့နော် question လေးတွေရေးပေးထားပါတယ်ဒီ slide မှာဆိုလို့ရှိရင်เนาะနောက်ပြီးလို့ရှိရင်ပေါ့နော်ဒီအနောက်မှာပါတဲ့ slide လေးတွေကကျတော့သူ့မိခိုးလေးတွေကိုတစ်ခုချင်းစီဖြည့်ထားတဲ့ answer လေးတွေကိုလေ့လာရမှာပါဆိုတော့ဒီမှာ what's a family မိသားစုဆိုတာဘာကိုပြောတာလဲပေါ့နော် you can mention about family definition here and do you live in a nuclear or an extended family ဒီမှာက nuclear family မှာနေရလား extended family မှာနေရလားအဲ့တော့ nuclear family ရဲ့ meaning ကိုကျွန်တော်တို့သိထားရမယ်ပေါ့နော် extended family ရဲ့ meaning ကိုသိထားရမယ် how many people are there in your family ဒါတော့သိမှာပါမိသားစုဝင်မှာဘယ်နှစ်ယောက်ရှိပါသလဲ who are they ဘယ်သူတွေလဲပေါ့နော် and what do your parents do မိဘတွေရဲ့လုပ်ကိုင်ငါဘာကိုပြောတာလဲ how many brothers and sisters do you have ကဲကိုမရှိတဲ့မောင်နှမနော်ဒီကိုမောင်နှမတွေ what do they do their jobs okay their occupations သူတို့ရဲ့အလုပ်ကိုင်ကိုပြောလို့ရတယ် and next line where are you in the family ဒါမိသားစုထဲမှာကိုကဘယ်နေရာမှာလဲ maybe you are the eldest or maybe you are the youngest or you are the middle one နော်ဒါကို mention လုပ်ပေးရမယ် what do you do together as a family မိသားစုလေးတစ်ခုဖြစ်နေဘာတွေတူတူလုပ်ကြလဲပေါ့နော် so watching movie or like going on a trip together အဲ့လိုမျိုးလေးပေါ့နော် and what's the best memory of your family so ကိုမိသားစုထဲမှာအမှတ်တရလေးပြပြရမယ် what's the best thing about your family ဒါတော့ကိုယ့်ရဲ့မိသားစုထဲမှာအကောင်းဆုံးအရာလေးကိုပြပြပေးရမယ်နော်ဆိုတော့ဒါကစင်လူ question လေးပဲကဲ very first question here so what's a family နော်အဲ့ဆိုရင်မိသားစုဆိုတာဘာကိုပြောတာလဲပေါ့နော်ဒီမှာစင်လူ definition လေးရေးထားပါတယ် family is a group of people who share and care about each other they share their happiness as well as hardship and face and soften together they are always there for each other so look at this ကျတို့ဒီမှာဆိုလို့ရှိရင်ဒုက္ခ group of people ဆိုတော့အုပ်စုလေးတစ်ခုပေါ့နော် and who share care about each other တယောက်နဲ့တယောက်အမြဲတမ်းနော် sharing လုပ်တယ်ဂရုစိုက်တယ်ပေါ့နော်အဲ့ဒါကိုပြောချင်တာ they share their happiness ပျော်ရွှင်မှုတွေကို sharing လုပ်တယ် as well as ကဲအသုံးလေးကိုမှတ်ပါ as well as ကဲအသုံးလေးကကြတော့ and နဲ့တူတူပဲနော်ဒါလေးကိုမှတ်ထားပေးပါ hardship mean difficulties အခက်အခဲတွေပေါ့နော်face and soft then together အတူတကွာဒီဆိုင်နဲ့ဖြည့်ရှင်းတယ်ကိုပြောချင်တာနော် they are always there for each other မတယောက်တယောက်ကအမြဲတမ်းရှိနေတာမိသားစုရဲ့ definition ကိုစစ်သူဒီမှာ describe လေးလုပ်ထားရပါတော့ and next one nuclear family နဲ့ extended family ရဲ့ definition လေးလေ့လာမယ် nuclear family a family that consists of parents and their children okay ဒါကကျတော့ family မိသားစုဝင်လေးတကူတဲ့ that consists of ပါဝင်တယ် parents မိဘတွေနဲ့ and their children ကလေးတွေပေါ့နော်ပြောချင်တာက daddy mommy เนาะ parents ပါမယ်နောက်လို့ရှိရင် maybe like a younger sister okay sister or brother something like that so nuclear family ကို small family လို့လည်းပြောတယ်ဆိုတော့သူက just a small family members လူနည်းစုပဲရှိတဲ့ family ကိုကြတော့ကျွန်တော်တို့က nuclear family လို့သုံးတယ်နောက်တစ်ခုက extended family က a family which extends beyond the nuclear family to include grandparents and other relatives ဆိုတော့ဒီမှာ extend ဆိုတာချဲ့လိုက်တာပေါ့နော်အဲ့တော့သူ့ရဲ့ definition ကတဲ့မိသားစုလေးတစ်ခု extend beyond the nuclear family ဆိုတော့ nuclear family ထပ်ပို့ပြီးတော့เนาะ
များတဲ့မိသားစုဝင်များတဲ့မိသားစုကိုတဲ့ extended family လို့ခေါ်ပါတယ်တဲ့ to include ဘယ်သူတွေပါဝင်မလဲဆိုတော့ grandparents တွေအဖိုးတွေဖွားတွေပါမယ်လေနော် and other relatives နော်အခြားသောဆွေမျိုးတွေဥပမာ maybe your uncle or maybe your aunts okay like this ပေါ့နော်ဒီလိုမျိုးအတော်တွေဦးလေးတွေအဲ့လိုမျိုးတွေပါတဲ့ဟာကို extended family နော်အဲ့မှာကြတော့ကျွန်တော်English course book တွေမှာလည်းကျွန်တော်တွေ့တာလေးတစ်ချက် sharing လုပ်ပေးမယ်ပေါ့နော်သူကကြတော့big family လို့လည်းပြောတယ်နော် big family အဲ့လိုမျိုးပဲလူအများကြီးပါတာမိသားစုဝင်တစုမှာလေနော်တိုင်ထဲမှာအဲ့လိုမျိုးဆဆူဝင်တဲ့ grandfather နော် grandmother uncles and အဲ့ဒီအကုန်လုံးစုပြီးတော့တိုင်ထဲမှာနေတဲ့ကောင်ကကြတော့ nuclear family မဟုတ်နော် extended family ဒါမှမဟုတ်လို့ရှိရင် big family လို့ခေါ်တယ် Do you live in a nuclear family or an extended family? Well, I live in a nuclear family. We are four in our family. I love my small family. ဒီမှာကျတော့ nuclear family ထဲမှာနေတယ်ဆိုတဲ့ answer လေး first option ကို teacher sharing လုပ်ထားတယ် We are four in our family. မိသားစုက4ယောက်ပဲရှိမယ်နော် I love my small family. မိသားစုဒီလိုမျိုးလူနည်းငယ်ရှိပေမဲ့လို့ငါသဘောကျပါတယ်လို့ပြောတာနော် Well, I live in an extended family. We are 10 in our family. So extended family ကကျတော့ခုနလိုမျိုးပဲနော်မိသားစုဝင်များတာကိုပြောတာဆိုတော့10ယောက်တောင်ရှိရနော် It is really fun and of course sometimes a bit noisy နည်းနည်းတော့ဆူတာပေါ့နော် I enjoy living ဒါမဲ့သူဒီလိုမျိုးမိသားစုတွေမှာနေရတာသဘောကျတာကိုပြောတာနော် enjoy black fire ကြီးတုံးတာနော် How many people are there in your family who are there အဲ့တော့ကိုယ့်ရဲ့မိသားစုဝင်တွေပြောလို့ရပြီကျွန်တော်ခုတော့ပြောတာလေနော် As I live in a nuclear family there are only 4 my dad my mom my elder sister and me မတော်တရားပထမတစ်ခုက4ယောက်ပဲဖြေရတယ်ဆိုတော့ဒီလိုမျိုးလေးဖြေလိုက်တယ်ပေါ့နော် elder sister နဲ့ older sister နဲ့တူတူပဲနော် I live in an extended family extended family မှာနေကြတော့ there are 10 in my family my parents ပါမယ် my uncle my grandfather my brothers တို့မျိုးလူအများစုနဲ့နေတာကိုကြတော့ကျွန်တော်က extended family ဆိုတာသိရမယ် What do your parents do မိသားစုတွေဘာလုပ်လို့လဲ My dad is a doctor and my mom is a teacher My parents ran a convenience store they both are so busy ဆိုတော့ဒီမှာကြတော့ပထမ option ကကြတော့ doctor ကတော့เนาะဆရာဝန်ဆိုတော့ဒါကြီးအရင်ရှင်းဖို့မလိုဘူးအဲ့လိုပဲ teacher ဆရာမပေါ့နော်အမှဆိုလို့ရှိရင်ဒုတိယပိုင်းမှာဆိုရင် run a convenience store ဆိုတာကြတော့ကုန်စုံဆိုင်လေးကိုဖွင့်ထားတာကိုပြောတာကိုယ်ပိုင် business လုပ်တာကိုပြောတာเนาะ They both are so busy အမော့ကုန်စုံဆိုင်ဖွင့်တဲ့အတွက်တစ်ချိန်လုံးတော့လှုပ်ရှုံနေမှာပဲเนาะဈေးဝယ်တဲ့သူတွေ How many brothers and sisters do you have ဒီမှာမိသားစုဝင်လေးတွေပြီးသွားတဲ့အခါမှာဇင်သူတို့က brother sister အကြောင်းပြောပြီးတော့သူတို့ဘာလုပ်လဲဆိုတာပြောပြရမယ် I have only one elder sister. She is married and she lives with her husband. I'm really close to my sister. We get along really well. မှာကြတော့ older sister တယောက်ပဲရှိရဲ့တဲ့ She is married and she lives with her husband. မှာကြတော့ married လက်ထပ်ပြီးသွားပြီသူ့ရဲ့ယောက်ျားနဲ့တူတူနေတယ် close to my sister ကဲကိုယ့်ရဲ့အမနဲ့ my elder sister လို့ပြောတာကိုကိုယ့်ရဲ့အမနဲ့ကိုနဲ့ကအရန်ကိုရင်းနှီးရဲ့ relationship ရှိတယ် we get along really well get along ဆိုတာလေရံမဖြစ်ပဲတဲ့တာနော်တယောက်နဲ့တယောက်အပေးယူမျှတဲ့တာကို get along လို့ပြောတယ် Where are you in the family ကိုယ့်ရဲ့ position ကိုပြောရအောင်နော် I'm the youngest in my family အငယ်ဆုံးပါ I have 2 elder sisters အကြီးမ2ယောက်ရှိတယ် being youngest အငယ်ဆုံးဖြစ်ခြင်းဟာ I get much attention from everyone လူတိုင်းရှိတာเนาะအာရုံစိုက်မှုရတာပေါ့နော် My family pampers me a lot pampers ဆိုတာအလိုလိုက်တာကိုပြောတာเนาะငါရဲ့ဒီမိသားစုကငါ့ကိုအရင်အလိုလိုက်တယ်အဲ့လိုမျိုးလေเนาะ What do you do together as a family မိသားစုဝင်လေးအနေနဲ့ဘာတွေလုပ်ဖြစ်ကြလဲတဲ့ Well, we are very close to each other, so we do most of things together, such as having dinner, watching TV, we talk and laugh together. We make sure that we travel twice a year together. အဲဆိုရင်တယောက်နဲ့တယောက်ကအရင်ရင်းနှီးရဲ့ relationship တွေဒီ family ထဲမှာရှိရပေါ့နော်။ဒါကြောင့်မို့လို့ငါတို့ကဒီများသောအားဖြင့်ဘယ်ကိစ္စမဆိုတူတူလုပ်တာပေါ့နော်။
ညစာစားတာတွေပဲဖြစ်ဖြစ် TV ကြည့်ရယ်เนาะ TV ကြည့်တာတွေပဲဖြစ်ဖြစ်စကားတွေပြောတယ်တူတူဟီကြတယ်ပေါ့နော် we must sure that we travel twice a year ဆိုတော့တစ်နှစ်မှာ2ကြိမ်လောက်တော့တဲ့မိသားစုဝင်တွေတူတူဘာလုပ်တာလဲ travel လုပ်ဖြစ်အောင်သူတို့စီစဉ်တယ်ပေါ့နော် we must sure ဆိုတာပေကြတဲ့သဘောမျိုးပေါ့နော်အဲ့လိုမျိုးလေးလုပ်ဖြစ်အောင်တော့သူတို့စူးစမ်းတယ်ပေါ့နော်အဲ့လိုမျိုးလေးပြောချင်တာဆိုတော့ and next one what's the best memory of your family ကိုယ့်ရဲ့ best memory လေးတစ်ခုပြောရမယ် in my opinion သူကကိုယ့်ရဲ့ထင်မြင်ယူဆချက်ကိုပြောတယ်ဒီလိုပြောလို့ရတယ်နော် in my opinion from my point of view okay I think that နော် it seems to me that အဲ့လိုမျိုးလေးတွေကွာဆိုတော့ကိုယ့်ရဲ့ idea ကို share ရင် in my opinion ငါထင်တာကိုပြောရရင်ကျမထင်ကိုပြောရရင် every moment that we had with our families remain as a memory whether it's good or bad နော်အဲ့ဆိုရင် moment တိုင်းနော်အချိန်တိုင်းပေါ့နော် that we have with our family မိသားစုနဲ့ရှိတယ်တဲ့ moment တိုင်းဟာ as a memory လေးတစ်ခုဖြစ်ရှိတယ်တဲ့ whether it is good or bad နော်ကောင်းကောင်းဆိုဆိုအဲ့လိုမျိုးပြောတာနော် whether it is good or bad the best memory of my family is my mother's 58th birthday ဒါဆိုရင်မမေရဲ့58နှစ်မြောက်မွေးနေ့ရတော့တဲ့မိသားစုအတွက်အကောင်းဆုံး memory လေးတစ်ခုတဲ့နော် I can never forget this day because it's so special for the whole family မိသားစုဝင်တစ်ခုလုံးအတွက်ဒီကောင်လေးကအရန်ကိုနော်အရန်ကိုဒီ special ဖြစ်တယ် special ဆိုတော့အရန်ကိုကျွန်တော်ဘယ်လိုပြောမလဲအမှတ်ရပွဲနော်အမှတ်ရပွဲ memory လေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘယ်တော့မှမေ့မှာမဟုတ်ဘူးလို့ပြောချင်တာနော် okay and this is what is the best thing about your family I think that would be the last question so to be honest ပြောတာပြောရရင် my family is not perfect အရင်တော့မပြေဆုံးပါဘူးတဲ့ sometimes we laugh or sometimes we fight တခါတည်းရမှာတော့ရီမောရဲ့တခါတည်းရမှာတော့fight ဆိုတော့ရံဖြစ်တာကိုပြောပါတော့ for me တခါ the best thing is that we are always there for each other no matter what နော်ငါတို့ကတယောက်နဲ့တယောက်နော်တယောက်နဲ့တယောက်တယောက်အတွက်တယောက်အမြဲရှိနေတယ် no matter what ဆိုတာဘာကြီးပဲဖြစ်နေတယောက်အတွက်တယောက်အမြဲရှိပေးတာကိုပြောတာနော်အဲ့ဒါကိုသူက best thing ကိုပြောလိုက်တယ်နော်ဆိုတော့ဒီဟာလေးကိုဇင်နူပေးချင်တဲ့ homework လေးကကြတော့ဇင်နူခုနော် read out လုပ်ရတဲ့လိုမျိုးပဲကိုယ့်ရဲ့ဒီ own example လေးပေါ့နော်ကိုယ့်ရဲ့ family အကြောင်းလေးကိုနော်ရေးပေးလို့ရပါတယ်it doesn't matter it is long or short နော်ရှေ့ဒီမှာကျတော့ဇင်တို့အရှေ့ဖြေပြထားရပါဒါပေမဲ့နော်ဒီလိုမျိုးအရင်ကြီးမရှိလဲရပါတယ်အဓိကပေါ့နော်ကိုယ့်ရဲ့ family နဲ့ပတ်သက်လာလို့ရှိရင်မိသားစုဝင်ဘယ်နှစ်ယောက်လဲကိုကဘယ်နေရာမှာလဲအဲ့လိုမျိုးလေးပြောရင်ရပြီနော်အဲ့ဒါလေးကိုဇင်တို့ homework လေးလုပ်ပေးပါနော် that is all for relaxing hope to see you in the next video bye bye have a good day